ကျမကကျမရဲ့ background က housewife ဖြစ်တယ်ပေါ့နော်ခလဲအမေပေါ့ကျမရဲ့ coach ကဒီမှာထိုင်နေတဲ့ရီဝါဟုတ်တယ်ကျမတို့လက်ခုပ်တီးပေးရအောင်ကျမရဲ့ mentor and coach ကသူတို့ညောင်စလုံး Danny and ရီဝါကျေးဇူးအများကြီးပါဘာကြောင့်ဒီနေ့ကျမဒီနေရာမှာရှိလေဆိုသူတို့ညောင်ကြောင့်ဒီနေရာမှာရှိတာဖြစ်တယ်ပေါ့သူတို့နှစ်ယောက်ကနှလုံးသားအရန်လှတယ်အရန်စေတနာရှိတယ်အရန်ကူညီတဲ့နှလုံးသားရှိတဲ့လူဟုတ်တယ်ပေါ့ကျမတို့အတွက်ဘုရားသခင်ကကောင်းကြီးမင်္ဂလာပေးတယ်လို့ကျမကအဲ့လိုမျိုးခံယူတယ်အစမှာကျမကခလေး before မှာကျမအဲ့လိုပိန်လဲပဲခလေးမမွေးခင်ပါလေနော်ဒါပေမဲ့ကျမကလေးတယောက်မွေးပြီးတော့ဒီလိုဝသွားတယ်ဘလို့ဝသွား3လကြာတဲ့ခါကျမမေကပြောတယ်တမိနီတအားဝနေပြီနည်းနည်းအစားလျှော့အောင်လို့ပြောရလေကျမကိုဝတာမသိဘူးလေကိုဗစ်ကာလမှာလည်းအဲ့နဲ့လေခဏနေ့တိုင်းပြောတော့ကျမစိတ်ဆိုးပဲတယ်အမေကိုလေဘာဖြစ်လို့လဲပေါ့နော်ကျမအဲ့လိုဝလို့လားပေါ့နေ့တိုင်းပြောနေတာငါဒါစင်ကလေးတင်းလေးနဲ့ဝိရှာရမလားအဲ့လိုမျိုးအာခံတယ်ပါကိုဝမှမသိဘူးဒါပေမဲ့ကလေး9လလောက်နေတဲ့ခါမှာတကယ်ကျမရာဝသွားတယ်ပေါ့နော်အဲ့နဲ့ဆိုတော့ကျမကခံတိုင်းဆိုကျမ46 kg ပုံမှန်အဲ့လောက်ပဲရှိတာဒါပေမဲ့ကျမဘယ်လောက်ထိဝတော့80 kg ကျော်သွားတယ်ကျမဝလက်ဒီအကုန်ကားသွားတယ်ဒီဂုတ်တွေကဒီလိုတက်သွားပြီးမျက်နှာဆိုဝိုင်းလဲလို့ဖြစ်သွားတယ်ပေါ့နော်ဒီမှာမြင်တဲ့အတိုင်းပဲမျက်နှာဆိုဝိုင်းကြီးနဲ့တခါလေးဖော့အဲ့လိုမျိုးဖြစ်သွားတယ်အဝတ်စားဆိုတစ်ထဲမှမတော်တော့ဘူးအဲ့ဒါနဲ့ကျမရဝသွားတတိထားမိတော့ကကိုစူးစမ်းမှဝိတ်ချတယ်နနစ်ခွဲကြသွားတယ်ခလဲနနစ်ခွဲကြသွားတဲ့ခါမှာကျမကလည်း54 kgရောက်သွားတယ်ဒါပေမဲ့54 kg ဆိုရင်80 kg ကျော်နေဆိုအများကြီးကျသွားပြီနော်ဒါပေမဲ့ကျမကဘလို့ဖြစ်လာလဲဆိုရင်ကြာရအောင်မယ်ကျမအရက်နဲ့လေကျမအရက်ဖုတ်လဲဆို44 46ဒီလောက်ပဲရှိရမှာဆိုကျမဒီမျက်စိတွေဒီလိုကျလာတယ်ဒီမှာမြင်တဲ့အတိုင်းပဲကျမ skin ကအဲ့လိုပဲ black မုံတုံကျဲလို့ဖြစ်တယ်နော်ပြီးဒီမှာ black ပြီးဒီမျက်နှာလဲအမဲရောင်တယ်အရန်ဖြစ်သွားတယ်တင်းတိတ်တယ်အရန်ဆွဲသွားတယ်ပြီးလို့ရှိရင်ဒီမျက်စိကဒီလိုကျပြီးဒီမှာ double chin လေဒီမေယိုးနှစ်ထပ်ဖြစ်တာလေပြီးဝရတဲ့ဟာလေပြီးဘိုက်ဒီကြွက်သားတွေလေနော်ကျမကိုဟွန်းဆောင်ထားတယ်ဆိုတော့အပေါ်ဖြစ်ရင်အောက်မှာဖောင်းတယ်အောက်ဖြစ်အပေါ်ဖောင်းတယ်ဆိုတော့ဒီလိုအဝတ်စားကျမအဝတ်စားလေနော်ကျမရဲ့ပုံစား fit ဦးပြီးမှအဲ့လိုမျိုးပူကြိုက်တာလေအဲ့လိုလုံးဝဝတ်လို့မရတော့ကျမတကယ်ကျမထောင်တရတယ်ပေါ့နော်ဟာဘလူးကြီးလေဆိုတော့အဲ့လိုမျိုးဖြစ်တယ်အဲ့ဒါနဲ့ကျမတနေ့တော့ကျမဒီလိုမျိုးကျမသမီးနဲ့ကျမတငယ်ချင်းတယောက်နဲ့တွေ့ဖို့အဲ့လိုမျိုး appointment လုပ်ထားလို့လမ်းလျှောက်မှသွားတဲ့အခါကျမ coach နဲ့တွေ့တယ်အဲ့နဲ့ကျမ coach ရတာချစ်စရာကောင်းတယ်မျက်နှာပြုံးလေးနဲ့အဲ့လိုမျိုးရည်ပြတယ်ကျမလေးချစ်စရာလေးပေါ့နော်အဲ့ဆိုတော့စိတ်ဝင်စားမှကျမလေးဘာလဲဆိုစိတ်ဝင်စားတော့ skin လေးထားမှလေ skin ချိန်လို့ရတယ်လကားချိန်ပေးတယ်ဆိုကျမစိတ်ဝင်စားတယ်လေကျမ weight ချနေတယ်ချရအောင်မှာ54 kg နဲ့နောက်ထပ်ဘလို့မှမကျနိုင်ဘူးလို့မျိုးဖြစ်တယ်ကျမအလှပလည်းရမ်းကြိုက်တယ်ဒါပေမဲ့ကျမအလှပဘယ်မှမရှိတော့မောင်းနေလေမျက်နှာလေးနော်ပြီးမျက်စိလေးကျသွားပြီကျမလေ40အနည်းဆုံး45အရွယ်လိုမျိုးဖြစ်သွားတယ်အခုကျမက38နှစ်ရှိသွားပြီပေါ့နော်ဒါပေမဲ့ before နဲ့ဒီကလေးမွေးပြီးနောက်ပိုင်းရုပ်တအားနဲ့နှစ်ပဲกว่าတော့ရမ်းကျသွားခါကျမမခံစားနိုင်ဘူးအဲ့တော့ကျမခုချတွေ့ခါသူက skin လုပ်လို့ရဆိုကျမစိတ်ဝင်စား skin လုပ်တယ်အခါကျသူပြောတယ်ပတ်စံလဲတော့ဟိုဖြစ်ကျမတို့ तू မတတ်နိုင်ဘူးဆိုတော့ तू တည်တယ်ဆို10ရင်းနဲ့စားလို့ရတယ်တဲ့အဲ့ဆိုဟုတ်ပြီตัวมันเนี่ยสาเดี๋ยวเราမျိုးဒီဟာ nutrition ကို breakfast တစ်ခုပဲချိန်လို့ရှိရင် exercise လည်းလုပ်ဆရာမလို့ပဲ weight လည်းကျမယ်ပြီးလို့ရှိရင်ကျန်းမာရေးကောင်းလာတယ်ပြီးလို့ရှိရင်ဒီလို talking point လိုက်တွေကျန်းမာရေးပဟုတုတလေးတွေလည်းတင်ပေးတယ်ဆိုတော့ကျမရမ်းစိတ်ဝင်စားမှလေကျမနားထောင်မှကျမအဲ့မှာစခဲ့တယ်ပေါ့နော်အဲ့တော့ကျမ6ရက်နဲ့မှာကျမ skin တယ်လို့ကျမမျက်စိဒီအောက်ကျတဲ့ဟာတွေအကုန်လုံးဒီလိုမျိုးပြန်တင်သွားတယ်ဒီမှာတော့ဘချီလည်းမရှိတော့ဘူး6ရက်နဲ့ဆိုရင်လေနော်ကျမမရပဲအဲ့နဲ့ဆိုရင်လေကျမတို့အတင်းတော်မှာ Thanksgiving လုပ်တာလေအဲ့မှာတော့ကျမမြန်မာဦးဆုံးတာ fit ဦးလို့ရတော့ရ comfortable ဖြစ်တယ်လေနော်ဆိုတော့အရတက်တာဖြစ်တဲ့ခါကျအရပျော်သွားတယ်အဲ့ဒီမနေ့ကျမ coach စပြန်မှာဘာဖြစ်တာလဲကျမတာရန်လှသွားပြီဒီမှာမျက်စိလေးဒီလိုတင်းသွားပြီပေါ့ခါတိုင်းကျမနနစ်ကြော် skin care အရလောက်လာတာဒီလိုမကောင်းတော့ဘူးဘလို့ဖြစ်တာလဲဒါမနေ့စာပဲတောက်ရသေးတယ်6ရက်ပဲတောက်ရသေးတယ်ကျမတို့ပြောခါသူကနေတိလားတဲ့ဒါဒီအားလုံးက muscle တွေကြွက်သားတွေဟုတ်တယ်လို့ပြောတာကျမတို့ကစားတော့နေထိုင်တဲ့ပုံစံပိုလက်လာရမယ်ဆိုတော့ကျမတော့ဘောပေါက်သွားတယ်အဲ့ဒါကျမဆက်လက်ပြီးဒီမနက်စာကိုတောက်တယ်လက်လာတယ်အခါမှာဒီမနက်စာ
အဲ့ဒီ nutrition တစ်ခွက်ကအစာအာဟာရကခုနပုံပြတော့16မျိုးစုံတယ်ကျမတို့ကလေစားလို့ရှိရင်စုံစားရင်တော့မှ16မျိုးစုံအောင်မစားနိုင်ဘူးเนาะဘိုက်မှာမဆက်ဘူးလေတော့အများကြီးစားရင်တော့เนาะဒါသူက technology နဲ့လောက်ထားတယ်ဆိုတော့လေเนาะနီးပညာတွေနဲ့လောက်ထားဆိုတာ16မျိုးစုံရတယ်ဆိုခန္ဓာကိုယ်မှာကျမတို့ကျမရေးပြန်ကောင်းလာဖို့တဲ့အယမ်းမြန်ဆန်တယ်ဆိုတော့ကျမသဘောပေါက်ပြီအဲ့နဲ့ကျမအမေကိုလေတခါလဲတိုက်ချင်တယ်လေဒါပေမဲ့ကျမအမေကိုလူကြီးတွေကလည်းဟိုဟာမတက်ဘူးဒါမတက်ဘူးဘိုင်းနာတယ်အဲ့လိုမျိုးဖြစ်တယ်ကျမအမေကနွားနို့လေးတောက်လို့မရဘူးအေးဒီလေးစားလို့မရ तू တက်တာတခုပဲရှိတယ် insure တခုပဲရှိတယ်ကျမတို့အမြဲတမ်း insure ဈေးကြီးဝယ်တိုက်ပေးတယ်ပေါ့နော်ဒါပေမဲ့ကျမအဲ့နဲ့အမေကိုတဲ့ရင်တော့တောက်စေချင်တယ်ဆိုပြီးမှလေအမေနဲ့တူတယ်အဲ့ဒီအမေတို့နဲ့ရွေတူအတင်းတော်ကအဖွားကြီးအားလုံးကိုခေါ်သွားတယ်ဘာဖြစ်ဆိုအတင်းတော်မှာအဖွားကြီးတွေအားလုံးလည်းသူတို့ဖျားရင်အမြဲတမ်းဖုန်းခေါ်မှဆဲခန်းလိုက်ပို့ပေးပါစိုက်ခွန်းလိုက်ပို့ပေးပါဖြစ်တယ်လေသူတို့ကကျမရေးအရန်ချိုးတဲ့တယ်ဆိုတာအာစာအာဟာရမလုံလောက်ဘူးဆိုတာကျမနားလေတယ်အဲကြောင့်သူတို့လည်းတဲ့လို့ရှိရင်တော့ကျမတရက်တိုက်မယ်လက်ဆောင်တိုက်မယ်ပေါ့သူတို့တဲ့လို့ရှိရင်သူတို့သားသမီးတွေကိုပြောပြမှတောက်ကြပါစေဒီမိနစ်စာတစ်ခုချင်းကြပါစေဆိုပြီးမှလေကျမကအမေနဲ့သူတငယ်ချင်း6ယောက်ခေါ်ပြီးမှသွားတိုက်တယ်အခါကျမရဲ့ coach ဒန်နီနဲ့ယူဝါကလေဒီ nutrition အကြောင်းသူတို့တေချာလဲရှင်းပြပေးတယ်ရှင်းပြပေးမှအမှတရက်စတဲ့အခါမှာကျမအမေတို့အဖွဲ့တွေကလေညအရာအိတ်လို့ကောင်းတယ်အရာခန္ဓာကိုယ်ပေါ့ပဖြစ်တယ်ဆိုအဲ့လိုမျိုးဖြစ်သွားတာ result ကအဲ့ဆိုတော့ကျမအမေကိုအဲ့နဲ့စပြီးအမေကိုတောင်းလျှောက်တိုက်တယ်နော်အဲ့တော့အမေကအရက်20 nutrition ဒီ breakfast ကိုချိန်လာပြအရက်20ကြာတဲ့အခါမှာအမေကကျမသူကတွေးတိုးရှိတာ10နှစ်ကျော်တွေးကြဆဲစားလာတာအဲ့ဆိုတော့အဲ့ဒီ nutrition 20ရက်ကျော်လာတဲ့အခါမှာသူတွေးမကြတော့ဘူးသမီးရဲ့အဲ့လိုမျိုးပြောလာပြီသူဘာဖြစ်လို့သူတွေးကြဆဲမတောက်ခင်မှာသူဒီဗာလဲတွေးပေါင်ချိန်တိုင်းတဲ့ဟာလဲ ready ဝယ်ထားပေးလေနော်ဘာဖြစ်လို့ကိုကလူကြီးဆိုတာမြဲတော့ကိုကမကြည့်နေဘူးဆိုသူကြလားတဲ့လားကျမတို့မသိဆိုတော့မြဲတော့သူတွေးပေါင်ချိန်တိုင်းမှာတောက်ခိုင်းတာလေတွေးကြဆဲကိုအဲ့ဆိုတော့အမေကတွေးမကြတော့တွေးမတိုးတော့ဘူးတမီးတွေးမတိုးတော့တမီးတပတ်လောက်ပြောလာပြန်မေခဏနေအောင်ဆရာဝန်အရင်ပြမယ်နော်တမီးမအားသေးဘူးဆိုတာမျိုးထားအဲ့လိုမျိုးထားတယ်ပေါ့နော်ဆိုနောက်မှကျမအားရှိဆရာဝန်သွားပြတဲ့ခါမှာဆရာဝန်တွေက तू ဘလို့စားတယ်ဘလို့နေတယ်ဘလို့ဖြစ်တယ်အကုန်လုံးမေးပြီးတဲ့ခါမှာတီပြုတ်သွားတယ် तू ဆက်စားဆရာမလို့ပေါ့တွေးကြဆက်စားဆရာမလို့တော့ဘူးအမေကကျမရဲ့အမှကောင်းသွားတယ်ကျမလည်းတလ nutrition ဒီ breakfast မနေ့စာကိုချိန်လိုက်ပြီးတော့ကျမ body weight က5 kg ကျသွားပြီပေါ့နော်5 kg ကျမှကျမခန္ဓာကိုယ်ပုံမှန် weight ကိုရသွားတယ်ပေါ့နော်အဲ့လိုမျိုးဟုတ်တယ်အဲ့နဲ့ဒီ nutrition ကကျမရဲ့အဲ့လိုမျိုးမိတ်ဆက်လိုက်တဲ့ခါမှာပေါ့နော်အခုကျမသမီးတဲလေးတောက်တယ်ကျမသမီးကနနစ်ခွဲအချိန်ဆိုနနစ်ခွဲအခုဆိုရင်3နှစ်ကျော်လာနေပြီပေါ့နော်ဆိုတော့ကျမသမီးလည်းအဲ့ဒါတောက်ပြီးနောက်ပိုင်းသူအဖျားတော်ယုံဒီကျမတို့နေတဲ့ပေါင်းချာခလေးတွေလားရဲဖျားကြတယ်တပတ်ကျော်နှစ်ပတ်ကျော်အဲ့လိုဖျားကြတဲ့ခါကျမသမီးကမဖျားဘူးတခါတည်းအဖျားဝင်တဲ့ခါတော့မှကျမကဒီ nutrition ကိုသူ့တိုက်တဲ့ခါမှာလေနော်အလိုနဲ့ထီးရှိတယ်အဲ့ဒါအလိုနဲ့ကွာလာနာဆိုတာလေသူ့အဲ့ဒါတိုက်တဲ့ခါမှာသူကခဏဆိုသူကဖျားကြသွားတယ်အဲ့လိုမျိုးပဲမြန်တက်တာလေနော်သူ့ဆရာဝန်စီသွားမှတွေးကြပါလေအဖျားကြဆေးတွေတိုက်ဆရာမလို့တော့ဘူးအဲ့ဒီအလိုကိုတိုက်ရုံပဲဒါကဆေးမဟုတ်ဘူး nutrition ပေါ့နော်အာဟာရပဲဖြစ်တဲ့အတွက်ကြောင့်ဒါတိုက်မှကိုခံအားတက်လာမှကျမရေးပြန်ကောင်းလာတယ်ဆိုတာသူ့အတွက်ဘာ effect မှမရှိဘူးဆိုခလေးတွေအတွက်လည်းပူကောင်းတယ်အဲ့ကြောင့်ကျမတို့မိသားစုကတော့မိသားစုလိုက်တောက်တယ်ပြီးအကုန်လုံးကျမရေးကျမတဲ့အခွင့်ရခဲ့တယ်ပေါ့နော်အဲ့လိုပဲကျမမိတ်ဆက်လိုက်တဲ့အတော်ကြီးတယောက်ပေါ့အတော်ကြီးတယောက်ဆိုလဲသူကခြေတပိုင်းဒီတပိုင်းကိုလေဖြတ်သွားသူဒီလိုမျိုးလမ်းလျှောက်လို့မရထလို့မရဖြစ်သွားတာပြီးခဲ့တဲ့6နှစ်တုန်းကလေဆေးရုံမှာ3လသူနေခဲ့ရတယ်အဲ့ဆေးရုံကဆင်းလာပြီးနောက်ပိုင်းမှာသူခြေထောက်မတန်တော့ဘူးသူလမ်းလျှောက်တာကကျမတို့လိုမျိုးပုံမှန်အဲ့လိုမလျှောက်တော့သူတစ်ဖက်လျှောက်တယ်တစ်ဖက်အဲ့လိုမျိုးခြေထောက်ကိုအဲ့လိုရွှေ့တာလေဒါပေမဲ့ကျမတို့ဒီ nutrition တောက်လာပြီး2လကြာလာတဲ့အခါမှာသူခြေထောက်တွေကလူငယ်လိုတွတ်လဲလျှောက်နိုင်သွားပြီးသူပြီးဒီလေကားကိုလေလူငယ်လိုမျိုးတစ်ဖက်နဲ့အဲ့လိုမျိုးတွတ်လဲနဲ့တက်နိုင်သွားပြီ။ तू ကကျမကိုဖုန်းဆက်ပြီးမှခေါ်တယ်ဆရာမရေတဲ့။ကျမခြေထောက်အခုဆိုရင်လေကားလေးတွတ်လဲတိုက်လို့ရပြီနော်လို့ तू အရန်ပြောပြီးမှလို့ပြောကျေးဇူးအများကြီးတင်တယ်လို့ပြောတယ်။ကျမလည်းတော့တက်လို့ရသွားပြီဆိုတော့အော်ဝမ်းသာတယ်အဲ့လိုပေါ့အဲ့လောက်ပဲ။ဒါပေမဲ့တနေ့တော့ကျမတို့ဖျားเจ้าတူပြန်လာတဲ့အခါမှာကျမအရှိကနေလေတွတ်လဲလူငယ်လိုရှောက်နေတာကိုတွေ့တဲ့အခါမှာကျမအဲ့ဒီခါမှာတကယ်ပဲအရှမ်းဝမ်းသာသွားတယ်။အော်တကယ်ပါလားဆိုမှအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့နဲ့ဒီအတော်ကြီးလေးကျမ်းမာသွားတယ်အဲ့လိုပဲဒီ nutrition ချိန်လိုက်တဲ့လူတိုင်းကကျမ်းမာခွင့်ရတယ်ပေါ့နော်
ဒီအစာအာဟာရကကျမတို့လူသားတွေရဲ့ခန္ဓာကိုယ်မှာတကယ်လိုအပ်တဲ့အရာဖြစ်တယ်ပေါ့နော်ကျမအဲ့လောက်ပဲရတာမဟုတ်ဘူးပေါ့နော်ကျမဒီမှာကပထမတော့ကျမတို့ကျမ်းမာရဲ့အတွက်နောက်တစ်ခုကတော့အခွင့်အလမ်းအပြည့်အဝရှိတဲ့နေရာဟုတ်တယ်ပေါ့နော်ကျမတို့ကညီမြန်မာနိုင်ငံသားမလို့နေက refugee မလို့မခွဲခြားထားဘူးကျမတို့ဒီမှာကျမတို့သူ့ရဲ့ system ရှိတယ်ကျမတို့အရန်ကောင်းတဲ့ခေါင်းဆောင်တွေ leader တွေရှိတယ်အဲ့ဆိုရင်ကျမကတော့ဘာဖြစ်လို့လဲဆိုကျမတို့လူတွေကိုအခွင့်အလမ်းအတွေ့ဆိုရင်တော့ဒါကျမတို့ကအရင်အောင်ဆိုတေချာလက်လာရမှာလေဆိုနံပါတ်1တစ်ချက်ကတော့ကျမတို့ leader ကသူတို့က engineer တွေဟုတ်တယ်နော်သူအထက်က coach လဲကျမတို့ရဲ့ coach လဲတကယ် engineer international မှာလောက်နေတယ်လို့ဖြစ်ဒါပေမဲ့သူတို့အဲ့ဒါကိုစွန့်လွတ်ပြီးမှဒီ nutrition အလုပ်ကိုလေလူတွေရဲ့ကျန်းမာရေးကို guide လုပ်ပေးတဲ့ဟာအခွင့်အလမ်းစိတ်ဝင်စားတဲ့အခွင့်အလမ်းကိုလမ်းပြပေးတဲ့ဟာအလုပ်ကိုဒီဟာလာလုပ်တယ်သူတို့ကတလကို3-5,000ဆိုအေးဆေးရတဲ့လူတွေအဲ့ဒါဆွလွတ်မှဒီအလုပ်ကိုလေကျမတို့ ਨੇ တန်းတူညီတူလာလုပ်တယ်ဆိုတာကဒီနေရာမှာဝင်ငွေတစ်ခုတည်းမဟုတ်ဘူးကျမရေးတစ်ခုတည်းမဟုတ်ဘူးလူရဲ့တန်ဖိုးကိုဒီနေရာမှာလူအသက်ရှင်ခြင်းရဲ့တန်ဖိုးမေတ္တာတန်ဖိုးဆိုတဲ့ဟာကိုဒီနေရာမှာကျမတို့အပြည့်အဝရလို့သူတို့ဒီဟာကိုရွေးချယ်တာဖြစ်တယ်ကျမတို့ဒီမှာကျမတို့ပဲတွေ့တယ်နော်ကျမတို့ဒီတင်နန်းတွေရှိတဲ့ခါမှာလိုက်စေချင်တယ်ပေါ့အဲ့မှာဆိုရင်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသူတို့အလုပ်တွေအကုန်လုံးဆွတ်လို့မှဒီမှာဇောက်ချမှလောက်ကြတဲ့လူတွေရှိတယ်။ဘာဖြစ်လို့လဲဆိုဒီမှာမေတ္တာစေတနာတယောက်နဲ့တယောက်ဖေးမတာခွဲခြားမှုမရှိဘူးအခွင့်အရေးကဒီကော်မတီကပေးတာကျမတို့ခေါင်းဆောင်တွေကပေးတာကျမတို့ခေါင်းဆောင်တွေကကျမတို့ကိုဒီအခွင့်အလမ်းကိုအခုလိုမျိုးလမ်းပြပေးတာပဲရှိတာကော်မတီကလုံးဝသူ့ရဲ့ system ကနီးဘာဟုတ်တယ်ဘာလိုမျိုးဟုတ်တယ်ဘယ်နိုင်ငံသားဟုတ်တယ်မခွဲခြားအပြည့်အဝရှိတယ်ပြီးခဲ့တဲ့အလားဆိုရင်လေကျမရဲ့ downline တယောက်ဆိုရင်လေကျမတို့ team အားလုံးထဲမှာသူ number 1အမတ်အများဆုံးရောင်းအားအကောင်းဆုံးရခဲ့တယ်အဲ့ဆိုသူအရောင်းအားအကောင်းဆုံးရတဲ့ခါမှာသူဘာရမလဲသူဝင်ငွေလေအကောင်းဆုံးရမှာလေမခွဲခြားတော့သူတို့နိုင်ငံသားနော်သူတို့နိုင်ငံသားတကယ်စီးပွားရေးမှာနော်အောင်မြင်နေတဲ့အမျိုးသမီးတယောက်ဆိုရင်လေ तू အဲ့လောက်မရဘူးတင်တန်းတွေတွားခါမှာတကယ် qualify မဖြစ်တဲ့ခါမှာ तू မျက်ရည်ကျတယ်သူတို့တောင်လောက်နေတာကျမဘာလို့မလုပ်နိုင်သူ့ရဲ့ live ကအမြဲတမ်းအောင်မြင်တဲ့ live နဲ့ဖြတ်တန်းခဲ့တယ်ဒါပေမဲ့ဒီမှာဘာကိုပြောချင်လဲဆိုမခွဲခြားဘူးဆိုတဲ့ဟာကိုလေநீစူးစမ်းရင်နေရတယ်ကျမစူးစမ်းရင်ကျမရဘသူမဆိုစူးစမ်းရင်စူးစမ်းတယ်အပြည့်အဝတရားရခိုင်တော့အပြည့်အဝအခွင့်ရရတဲ့ဟာကိုကျမအဲ့ဒါလဲပြောပြချင်တယ်ဘာဖြစ်ဆိုရင်ကျမတို့ကအားလုံးကမြန်မာပြည်သားတွေချင်းချင်းပဲဖြစ်တယ်ကျမတို့ကအနာကတေချလာမတေချာဘူးနော်အနေကတေချာစားကျမတို့ဝိညာဉ်ရတော့တတ်တယ်ဒါပေမဲ့လောကမှာအသက်ရှင်တဲ့အခါမှာကျမတို့အခွင့်အလမ်းတွေအပြည့်အဝရှိဖို့လိုတယ်ဒါပေမဲ့ကျမတို့ကမြန်မာပြည်သားဖြစ်ကြအခွင့်အလမ်းတွေအမြဲတမ်းဆုံးရှုံးတဲ့လူမြန်မာပြည်မှာနေတဲ့အခါမှာကျမတို့လူအခွင့်အရေးဆိုတာခံစားဘူးလားမခံစားဘူးဘယ်တော့မှခလေးဆိုလဲခလေးအခွင့်အရေးမရှိဘူးလူကြီးဆိုလဲလူကြီးအခွင့်အရေးမရှိဘူးလူတယောက်ရဲ့အလုံးလုံးတဲ့အပေါ်မှာရတရားထိုက်တဲ့အခွင့်အရေးအပြည့်အဝဆိုလဲကျမတို့ကမရှိဘူးဒါပေမဲ့ဒီ company မှာကျမတို့အခွင့်အရေးအပြည့်အဝရတယ်